မွေးရနနဲ့တင်ပိုက်စားသွားစေမဲ့ကြက်တောင်ပန်ကြက်သွန်ဖြူစီတက်နောက်တစ်ခါဈေးဝယ်သွားလို့ကြက်တောင်ပန်လေးလေတူရင်တော့ရိုးရိုးကြော်စားမဲ့အစားအခုဖြိုးပြပေးမဲ့ကြက်သွန်ဖြူစီတက်နီလန်းလေးအတိုင်းဆန်းလုတ်ကြီးဖို့တိုက်တွန်းချင်ပါတယ်လောက်ရလာယူရှိပေမဲ့အရသာကတော့ဟိုတယ်ကြီးတွေမှာစားရတယ်လို့မျိုးရှယ်ကြည့်နေမှအသေးကြပါပဲပထမဦးဆုံးကြက်တောင်ပန်တွေကိုအရသာဝင်လွယ်အောင်အလဲကနေထက်ချမ်းချမ်းလိုက်ပါပြီးရင်စားငရုတ်ကောင်းဟင်းချက်ဝိုင်ပဲငမြားရဲ့အကြီးနဲ့ခယူးစီတို့ကိုထည့်ပါအသားတဲ့အထိအရသာစိတ်ဝင်ပြီးနူးညံ့သွားစီဖို့လက်နဲ့တေချာနေပြီးမိနစ်20ခန့်နှက်ထားပေးပါဒဲအိုးတဲ့စီထည့်ပြီးပူလာရင်နှက်ထားတဲ့ကြက်တောင်ပန်တွေကိုထည့်ကြော်ပါကြက်တောင်ပန်ရေခွင်လေးတွေကရွှေအိုရောင်တန်းပြီးကြွတ်မွေမွေလေးဖူလာပြီးဆိုရင်တော့ခဏဆက်ထုပြီးစီးစစ်ထားလိုက်ပါဒဲအိုးတဲ့ကိုစီအသစ်အနှဲငယ်ပြန်ထည့်ပြီးဓားပြားရိုက်ထားတဲ့ကြက်သွန်တီတွေကိုအနံ့မွေးလာတဲ့ဒီစီတတ်ပေးပါကြက်သွန်ဖြူနံတင်းတင်းလေးထွက်လာခြင်းကဒီဟင်းရဲ့အထီးကဆွေးဆောင်မှုပါပဲကြက်သွန်ဖြူလေးတွေဝါရောင်တန်းလာပြီဆိုရင်ကြော်ထားတဲ့ကြက်တောင်ပန်တွေကိုပြန်ထည့်ပါပြီးရင်အသုံးသေးသေးလေးတွေတုံးထားတဲ့ငရုတ်ပွားအနီးအစိမ့်နဲ့ကြက်သွန်နီယိုကိုပါတခါတည်းထည့်လိုက်ပါအားလုံးကိုမီးပြင်းပြင်းနဲ့အညံ့ရောမွေပေးပါအသီးရွက်တွေနွမ်းထွားပြီးကြက်တောင်ပန်မှာကြက်သွန်ဖြူနှံ့အေးတွေဆွဲသွားပြီဆိုရင်တော့အရသာရှိလာတဲ့ကြက်တောင်ပန်ကြက်သွန်ဖြူစီတတ်ဟင်းလျာလေးကိုစတင်သုံးဆောင်နိုင်ပါပြီကြက်သွန်ဖြူကိုများများသုံးပေးလေးပိုးပြီးမှွေးလေးပါပဲပိုးပြီးဆက်ဆက်လေးကြိုက်တိုင်ရင်တော့ငရုတ်သီးစိမ့်လေးတွေပါညှက်ထင်နိုင်ပါတယ်ဒီနီလန်းလေးကထမင်းပူပူလေးနဲ့တင်မကပဲအမီးအဖြစ်စားသုံးဖို့လဲအလွန်သင့်တော်ပါတယ်အိမ်မှာစမ်းချက်ကြည့်ပြီးမိသားစုကိုအံ့ဩတော့အောင်လုပ်ကြည့်လိုက်နော်